အားလုံးပဲမင်္ဂလာပါတန်လန်ကုန်းသုံးပါးဂုံကျေးဇူးကိုဥထိတ်ထားလျက်ကျွန်တော်ယခုပြောမယ့်အကြောင်းအရာလေးကတော့တတို့သားလောင်းကိုလူပုံလယ်မှာနှင်းထုတ်လိုက်တာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှေးဦးသားတစ်ချိန်တစ်ခါကဟိမွန်နာတောကြီးထဲမှာခြေလေးချောင်းတတ္တဝါတို့ရဲ့ဘယင်ကေတရာစာချင်းတင်မင်းကခြေလေးချောင်းတတ္တဝါတွေကိုအုပ်ချုပ်ပြီးမင်းအနေနဲ့နေထိုင်ပါတယ်ရေနေတတ္တဝါတွေရဲ့ဘယင်ကတော့ငါးကြီးအာနန္ဒာကဘယင်နေရာမှာနေပြီးရေနေတတ္တဝါတွေကိုအုပ်ချုပ်လျက်နေထိုင်ပါတယ်အဲ့လိုပဲငှက်တွေရဲ့ဘယင်ငှက်တို့ရဲ့ဘယင်ဖြစ်တဲ့ဟင်းသာမင်းကလည်းငှက်တွေကိုအုပ်ချုပ်လျက်ဟိမွန်နာတောကြီးထဲမှာနေထိုင်ပါတယ်အဲ့ဒီမှာဟင်းသာမင်းမှာသူမှာဟင်းသာမင်းရဲ့အစင်းကရွှေရောင်အစင်းရှိရယ်ရွှေရောင်အစင်းရှိတော့သူမွေးတဲ့သူ့ရဲ့သမီးပြိုတယောက်ရှိတယ်။သမီးပြိုတယောက်မှလည်းရွှေရောင်အစင်းရှိတဲ့ဟင်းသာမာလေးပေါ့ဟင်းသာပြိုလေးဟင်းသာမင်းကသူ့ရဲ့ဒီသမီးပြိုလေးကိုအချိန်တန်အရွယ်ရောက်တဲ့ခါကျတော့ကျင်ရရွေးဖို့အတွက်ကျင်ပေါ်ရွေးဖို့အတွက်စီစဉ်ပေးလိုက်ရစီစဉ်ပေးတော့သူ့သမီးလေးကိုကျင်ပေါ်ရွေးဖို့အတွက်ကြတော့အားလုံးကိုလည်းဒါဘာပဲနေဘရင်သမီးတော်လေးဆိုတော့အားလုံးကလည်းငှက်တွေအားလုံးကလည်းလိုချင်ကြမယ်အဲ့လိုမျိုးဆိုတော့ဟိမွန်နာတော်မှာသူတို့ရဲ့ဟင်းသာမင်းရဲ့အမတ်တွေပေါ့ငှက်အမတ်တွေပေါ့ငှက်အမတ်တွေခြံရံပြီးဟိမွန်နာတော်ကြီးထဲမှာသမီးပြိုလေးအတွက်ကျင်ပေါ်ရွေးပွဲကိုကျင်းပလိုက်ထို့ကဲ့သို့ကျင်ပေါ်ရွေးပွဲကိုကျင်းပလိုက်တဲ့အချိန်ရက်တွေပါတတ်မှတ်လိုက်တာပေါ့ဘယ်နေ့ဘယ်ရက်မှာတော့ကျင်ပေါ်ရွေးပွဲကိုစတင်မယ်ပေါ့အဲ့ဒီချိန်မှာခုနကဟင်းသာမင်းမှာတူတယောက်ရှိဟင်းသာပြောမယ်ဆိုရင်သူ့ရဲ့တူတော်တာပေါ့တူတော်တဲ့ဟင်းသာမောင်တယောက်ရှိအဲ့ဟင်းသာမောင်တယောက်ကဟင်းသာမင်းရဲ့တူကအဲ့ဟင်းသာပြိုလေးကိုသူကလည်းအရွယ်အတူချင်းချင်းမသိမင်းဆိုတော့ချစ်ကြိုက်တာပေါ့ဒါပေမဲ့ထုတ်မပြောဒီလိုမျိုးရွေးမယ်ဆိုတော့အဲ့ကျင်ပေါ်ရွေးတဲ့အချိန်မှာလဲဟင်းသာမင်းရဲ့တူလေးကဘေးမှာဟင်းသာမင်းရဲ့ဘေးမှာရှိတယ်အဲ့တော့အနေနဲ့ရရကဟိမွန်နာတော့ပတ်ချလဲနည်းနည်းရရကငှက်တွေအကုန်လုံးစုဝေးရောက်ရှိလာပြီးတော့ကျင်ပေါ်ရွေးဖို့အတွက်ရောက်ရှိလာတော့ထုံးတန်တိုင်းပေါ့အဲ့တော့ဟင်းသာမင်းကလည်းသူ့သမီးလေးကိုစိတ်ကြိုက်ရွေးသမီးစိတ်ကြိုက်ရွေးအဲ့မှာစိတ်ကြိုက်ရွေးဆိုတော့သူ့သမီးလေးကဘာပြောတော့ဆိုတော့သူလိုချင်တဲ့ငှက်ကတော့ဒီလိုသူ့တဲ့ကျင်ပေါ်ကတော့ဒီလိုရေချင်းတွေရှိဖို့အရေးချင်းတွေရှိစေခြင်းတယ်ပေါ့နော်အဲ့ဒါလေးကဘာလဲဆိုတော့ရုပ်အစင်းအင်္ဂါလှပဟုတ်တာပေါ့မိန်းကလေးဆိုတော့အလှကြိုက်တာပေါ့ရေချင်းရှိရမယ်ရေချင်းကလည်းလိုတာပေါ့နော်အဲ့တော့အဲ့လိုမျိုးရုပ်စင်းငါအောင်မှဆိုပါတော့အမိရဲ့တင့်တယ်ခြင်းလဲဆံမွေးတွေရဲ့တင့်တယ်ခြင်းအမောက်ရဲ့တင့်တယ်ခြင်းတောင်ပန်တို့ရဲ့တင့်တယ်ခြင်းစတဲ့တင့်တယ်လှပမှုတွေနဲ့ပြည့်စုံရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့သူကဥတောင်းငှက်ကောပါတယ်သူကအဲ့မှာလာရွေးရတယ်တဲ့မှာအဲ့နဲ့ရှာလိုက်တဲ့အခါမှာသူပြောတဲ့အချက်လက်တွေနဲ့ကိုက်နေတာဥတောင်းငှက်ဆိုတဲ့ဥတောင်းငှက်တကောင်ပေါ့နော်တကောင်ကအချက်လက်တွေနဲ့ကိုက်နေတော့ခါကျဟင်းသာမင်းကဲအဲ့ဆိုရင်ဒီဥတောင်းငှက်ကိုသမီးပြောတဲ့အရေးချင်းတွေနဲ့ပြည့်စုံတယ်ဥတောင်းဆိုတော့လှတာပေါ့လဲဆံမွေးလေးတွေရောအမောက်ကလေးတွေရောတောင်းဆိုတဲ့အမျိုးကအမီဆိုတဲ့အမီလေးတွေရောလှတော့ခါကျဒီဥတောင်းငှက်ကိုရွှေ့ချယ်လိုက်ပါပြီဆိုပြီးကြေညာလိုက်တဲ့အခါမှာဒါတို့သားလောင်းပေါ့ရွှေ့ချယ်လိုက်ပါပြီအဲ့တော့အားလုံးကလည်းလက်ခံကြပြီးတော့ဥတောင်းငှက်ကိုလာပြီးဂုံပြုကြအဲ့မှာဥတောင်းငှက်ကလည်းပျော်တာပေါ့အဲ့ဒီမှာဟင်းသာမင်းတို့ကစီကံအမတန်မှအဲ့ဒီခါမှာဟင်းသာငှက်တွေကစီကံအမတန်မှကောင်းတယ်နေထိုင်မှုကလည်းအိမ်တွေရှိဥတောင်းငှက်ကအဲ့မှာအကုန်လုံးသူ့ကိုလာဂုံပြုတော့အဲ့လူပုံလဲမှာသူကပျော်တာပေါ့ပျော်ပြီးတော့သူ့စိတ်ထဲမှာလည်းတွေးအောင်ဆိုတော့မင်းတို့မြင်နေဆိုတဲ့အလှငါမှရှိရဲ့အလှဒါအကုန်မဟုတ်သေးဘူးငါမှဒီထက်မကအလှကြီးအများကြီးရှိသေးတယ်
ဒီထက်မကတဲ့ရစ်ချင်းတွေလည်းရှိသေးရဲ့ပေါ့အဲ့လိုမျိုးမန်တက်ပြီးတော့လူပုံလဲမှာသူကအင်မတန်မှဘလောက်ဒီကတော့ဆိုတော့အားလုံးသိရတဲ့အတိုင်းပဲနောက်မှီးပေါ့ဒေါင်းနေရဲ့သဘောမှာနောက်အမှီးရအင်မတန်မှလှအဲ့အမီးတွေလည်းအကုန်လုံးထောင်ပြီးတော့ငှက်တည်းရဲ့အလဲမှာကတော့ကသူမရှက်မြင်သူရှက်ဆိုတဲ့စကားအတိုင်းသူကတော့ခဏကနောင်မီးတွေထောင်လိုက်တော့ဘာဖြစ်လဲဖင်းနေပေါ်တာပေါ့နောက်ကအမီးထောင်လိုက်တော့အမီးကဝိုင်းပြီးရှေ့ရကြည့်ရင်တော့လှကောင်လှလိမ့်မယ်နောက်ကကြည့်ရောဖင်းနေပေါ်တာပေါ့အဲ့လိုပေါ့ကသူမရှက်မြင်သူရှက်အဲ့တော့ဟင်းသာမင်းစိတ်တူသွားဘာလို့ဆိုတော့ဒီလိုမျိုးအိမ်ဒီမဲ့နော်လူပုံလဲမှာအိမ်ဒီမဲ့စီးမဲ့ကမ်းမဲ့အရှက်မဲ့တဲ့လောက်ရက်ကိုတွေ့လိုက်တဲ့အခါမှာချက်ချင်းဒေါသထွက်သွားပြီဒီလိုမျိုးဦးတော်ငှက်ကိုသူ့သမီးရဲ့တို့သားအနေနဲ့ဘလို့မှလက်မခံနိုင်တော့အဲ့တော့အားလုံးရဲ့အလယ်မှာပဲဟဲအသိဦးတော်ငှက်ဒီလိုမျိုးမရှက်မကြောက်လူပုံလဲမှာဒီလိုမျိုးစီးမဲ့ကမ်းမဲ့အရှက်မရှိကပြနေတာတင့်အနေနဲ့မိုင်မဲလာတဲ့လောက်ရက်ကိုလောက်တာပဲအဲ့တော့သွားဒီနေရာကနေမြန်ထွက်သွားငါသမီးနဲ့သဘောမတူနိုင်ဘူးဆိုပြီးခုနကဦးတော်ငှက်လေးကိုနှင်ထုတ်ပလိုက်တော့ခါကြတော့အဲ့မှာသူသမီးတွေကျင်ရတော့ကျင်ပေါ်ဘာကိုသူ့ကိုရွေးလိုက်တော့ဆိုတော့ခုနကသူ့ရဲ့တူတော်တဲ့ဟင်းသာမောင်ကိုပဲစီကန်လဲတည်တတ်တယ်လူကြီးကိုလည်းလူကြီးမှန်းတည်တတ်တယ်သူ့အနားမှာအရေးချင်းလဲပြည့်စုံတဲ့ဟင်းသာမောင်ကိုပဲရွေးချယ်လိုက်ပြီးသူ့သမီးကိုဟင်းသာမောင်နဲ့သဘောတူထိမ်းမြလိုက်တာပေါ့နော်အဲ့ဒီမှာအဓိကပွားရတော့တို့သားလောင်းကိုလူပုံလဲမှာဘာလို့နှင်ထုတ်လိုက်တာဘာကြောင့်လဲဆိုတော့အဓိကချက်ကတော့ကို့မှာရှိတဲ့မန်ပေါ့နော်မာနပေါ့မာနနဲ့ကို့မှာဘာပဲနေနေဘယ်ရာပဲနေနေအဲ့လိုအခိုက်အတန့်မှာဗီဇဆိုတာပေါ်လာစီးမကမ်းမဲ့နေလာခဲ့တဲ့သူစီးနဲ့ကန်နေခဲ့ရမှာမဟုတ်တာစီးမကမ်းမဲ့နေခြင်းတို့လိုနေလာခဲ့တဲ့ဗီဇတွေကလူပုံလဲမှာအရှက်မဲ့တဲ့လောက်ရအနေနဲ့ဖြစ်သွားတော့အဲ့ဒါကြောင့်မလို့နှင်ထုတ်ခြင်းကိုခံလိုက်ရတာပေါ့နော်အဲ့မှာဒီဇက်တော်ကိုပြန်ပေါင်းလိုက်တဲ့အခါမှာခုနကဥတော်ငှက်ကတော့ကျွန်တော်တို့ဂေါရမမြတ်စွာဘုရားရှင်မှာဥစ္စာများတဲ့ယဟန်တစ်ပါးဖြစ်လာခဲ့ပါတယ်ဟင်းသာမင်းခုနကငှက်တို့ရဲ့ဘုရင်ဟင်းသာမင်းကတော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ဘုရားလောင်းဖြစ်တဲ့အချိန်ဘုရားလောင်းဖြစ်တဲ့ဘဝမှာဟင်းသာမင်းနဲ့ဖြစ်ခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ